皆さんこんにちはဒီပိုင်းလေးပြီးပြီဆိုရင်တော့ဒီစားတောက်ကောင်ထုံးရဲ့စာအုပ်ပိုင်းလေးပြီးသွားပါပြီနော်ဆိုတော့ဒီနောက်ဆုံးပိုင်းမှာကျတော့လေပုံလေးကိုကြည့်လိုက်ပြီဆိုတာနဲ့ဘာကိုပြောချင်လဲဆိုတာကိုအဓိကမှတ်ထားပြီဆိုလို့ရှင်ရပြီဒီပုံမှာဆိုလို့ရှင်ဒါဆိုလို့ရှင်ဒါချီရီခင်ရှိသူကမဝင်ရဆိုတာကိုပြောချင်တာဒီပုံလေးကိုကြည့်လိုက်ပြီဆိုတော့ねဒါမဝင်ရဆိုတာကိုသိပြီဆိုလို့ရှင်အဲ့လောက်မှတ်ထားရင်ဆိုလို့ရှင်ရပြီနော်ဒီစာမျက်နှာကကြတော့စာကြောကြောတဲ့ဒီလုပ်ငန်းခွင်မှာတဲ့စကားကိုအသုံးပြုတဲ့အန်ဆန်ဟီယိုရှိကီနိုရိတ်ဘေးရနေကင်းရှင်းဖို့တွေဒီဖော်ပြတဲ့ဥပမာတွေအိုးမူနာအန်ဆန်ဟီယိုရှိကီအဓိကကျတဲ့ဘေးရနေကင်းရှင်းတဲ့ဖော်ပြချက်တွေတဲ့နံပါတ်1မှာဆိုလို့ရှိရင်ဟိုင်ရူကိုတိုခင်ရှိဆူရူဟီယိုရှိကီဒီဝင်တဲ့ကိစ္စတွေကိုတားမြစ်တဲ့ဒီဖော်ပြချက်တဲ့ပုံလေးကိုကြည့်လိုက်ပြီဆိုတာနဲ့ဒါကဘာကိုတားမြစ်တာလဲဆိုတာကိုနည်းနည်းပုံဖော်လို့ရတယ်ပေါ့နော်အောက်မှာပေးထားတဲ့ဒါချီရီခင်ရှိမဝင်ပါနဲ့တဲ့နံပါတ်2မှာဆိုလို့ရှိရင်ဟာရှိရူကိုတိုခင်ရှိဆူရူဟီယိုရှိကီသူကပြေးခြင်းကိုတားမြစ်ထားတဲ့ဖော်ပြချက်တဲ့မပြေးပါနဲ့ပေါ့နော်နံပါတ်3မှာဆိုလို့ရှိရင်တိုဘီရာကိုအာခဲပါနာရှိဆူရုခိုတိုခင်ရှိဆူရုဟီယိုရှိကီသူကတကားတွေဖွင့်တာပိတ်တာမျိုးတွေကိုတားမြစ်တဲ့ဖော်ပြချက်တဲ့အောက်မှာပေးထားတာကကျတော့ခိုင်ဘိုကန်ကင်သူကကျတော့ဖွင့်တာမျိုးတွေကိုဒီတင်းကျပ်စွာတားမြစ်ထားတယ်တဲ့ဒီမဖွင့်ပါနဲ့ပေါ့နော်ဆိုလို့ရကြတော့နံပါတ်4မှာဆိုလို့ရှိရင်ထဲ့တဲ့ဖူရဲရုခိုတိုခင်ရှိဆူရုဟီယိုရှိကီဒီလက်နဲ့ထိတာမျိုးတွေကိုတားမြစ်တဲ့ဖော်ပြချက်ဒီပုံမှာဆိုလို့ရှိရင်တန်ကန်ချူစီချီကိုအီရဲရူနာဒီစစ်ဆေးနေတဲ့မှာဆိုလို့ရှိရင်ခလုတ်ကိုမဖွင့်ပါနဲ့တဲ့နောက်တစ်ခုကကြတော့ခိကန်အန်ရဲတဲ့တဲ့ကိုဖူရဲရူနာလက်နဲ့မထိပါနဲ့တဲ့နံပါတ်5မှာဆိုလို့ရှိရင်ဟာဆာမာရဲရူခိကန်ကိုရှီရာဆဲရူဟီယိုရှိကီဒီညက်ဝင်ချင်းလိမ့်ဝင်ချင်းအန်ရဲတွေကိုတဲ့အတိပေးတဲ့ဖော်ပြချက်ဒီပုံ3ပုံမှာဆိုလို့ရှိရင်ဟာဆာမာရဲရူချူသူကညက်ဝင်တာမျိုးလိမ့်ဝင်တာမျိုးတွေကိုသတိပြုပါတဲ့နံပါတ်6မှာဆိုလို့ရှိရင်ယာခဲတို့ဆူရူခိကန်ကိုရှီရာဆဲရူဟီယိုရှိကီသူအပူလောင်တဲ့အန်ရဲတွေကိုအတိပေးတဲ့ဖော်ပြချက်ဒီပုံမှာဆိုလို့ရှိရင်ရာခဲတို့ချွေအပူလောင်ခြင်းကိုသတိပြုပါတဲ့နောက်တစ်ပုံကကြတော့ခိုင်းလျှောချွေမီးပူလောင်မှုကိုသတိပြုပါတဲ့ဒီမီးဟတ်တာတွေကိုသတိပြုပါပေါ့နော်နောက်တစ်ခုကကြတော့ခိုးချွေအပူချိန်မြင့်မားတာကိုသတိပြုပါတဲ့နံပါတ်9မှာဆိုလို့ရှိရင်ခိုရိုဂူခိကောင်ကိုရှီရာဆဲရူယောရှိခိဒီလဲကြခြင်းပြုတ်ကြခြင်းတွေကိုတဲ့သတိပေးတဲ့ဖော်ပြချက်အာရှိမိုတိုကစဝဲရီယာဇူဤတဲ့ဒီခြေတော့ကပေါ့နော်ခြေဘဝကဒီချော့လဲတဲ့ကောချွေးကူတာဆိုင်တတိထားပါတဲ့အောက်မှာပေးထားတာကျတော့အာရှိမိုတိုချူဒီခြေဘဝကိုသတိပြုပါတဲ့ဒီမှာချော်ရတဲ့အတွက်ကြောင့်မို့လို့လဲကြတတ်တဲ့အားကြောင့်မို့လို့ခြေထောက်ကိုသတိပြုပါလို့ပြောတာဒုတိယပုံကလည်းအတူတူပဲနောက်တစ်ပုံမှာဆိုလို့ရှိရင်ခိကန်အနဲ့ရဲတဲ့တန်တိုချူသူကလဲကြခြင်းကိုသတိပြုပါတဲ့နံပါတ်10မှာဆိုလို့ရှိရင်တန်ဝါကုဆူရုခိကန်ကိုရှီရာဆဲရူယောရှိခိဒီပြုတ်ကြခြင်းချော့ကြခြင်းတွေအနဲ့ရဲကိုအတိပေးတဲ့ဖော်ပြချက်အောက်မှာပေးထားတာကျတော့ခိုင်ခိုးဖို့ချူသူကကျတော့အပေါက်တွေကိုသတိပြုပါတဲ့နောက်တစ်ခုကကျတော့တန်ဝါကုချူဒီပြုတ်ကြခြင်းတွေကိုသတိပြုပါတဲ့နောက်တစ်ပုံကကျတော့ဆဲဆွရန်ချူဒီပြက်မိခြင်းတွေကိုသတိပြုပါတဲ့နံပါတ်10မှာဆိုလို့ရှိရင်ခိကန်နီဒီစရန်နေရတွေမှာတဲ့မာကီကိုမာရဲရူခိကန်ကိုဒီလိမ့်ဝင်ခြင်းညံ့ဝင်ခြင်းအနေရတွေကိုရှီရာဆဲရူယောရှိကီဒီဖော်ပြတဲ့အတိပေးတဲ့ဖော်ပြချက်တွေပဲဖြစ်ပါတယ်တဲ့။ဘာတွေလဲဆိုလို့ရှိရင်ခိုင်နန်ဘူးစွနီထဲ့ဟိုဒါဆုနာဒီလဲနေတဲ့အရာတွေကိုတဲ့လက်တွေကိုမထည့်ပါနဲ့မထိပါနဲ့တဲ့။ဒီပုံမှာဆိုလို့ရှိရင်အိုတန်ချူတဲ့ကိုအီရဲရူနာဒီမောင်းနေခြင်းမှာဆိုလို့ရှိရင်ဒီစက်တွေမောင်းနေတဲ့အခါမှာဆိုလို့ရှိရင်လက်တွေကိုမထည့်ပါနဲ့တဲ့။နံပါတ်7ကကြတော့ခိုင်နန်ဆူရုခိကန်ကိုရှီရာဆဲရူယောရှိကီဒီဓာတ်လိုက်ခြင်းအနေရကိုအတိပေးတဲ့ဖော်ပြချက်ခိကန်အနဲ့ရဲတဲ့ခန်းနန်းချွေသူကကျတော့လျှက်စစ်ရှော့ပစ်ခြင်းတွေကိုသတိပြုပါတဲ့အဓိကပြောချင်တာဓာတ်လိုက်တတ်တယ်ပေါ့နော်နံပါတ်7မှာဆိုလို့ရှိရင်အာသမကိုဘူစကဲရုခိကန်ကိုရှီရာဆဲရုယောရှိခိဒီခေါင်းတိုက်မိခြင်းအနဲ့ရဲတွေကိုအတိပေးတဲ့ဖော်ပြချက်ဒီအောက်မှာပေးထားတာကျတော့ဇူကြောချွေခေါင်းကိုသတိပြုပါတဲ့ဒီခေါင်းတွေပါတိုက်တတ်တယ်ပေါ့နော်ဦးခေါင်းတိုက်တတ်တဲ့အတွက်ကြောင့်မလို့သတိပြုပါတဲ့နံပါတ်73မှာဆိုလို့ရှိရင်မဲဟိုဟိုကောဆူတို့ဒီမျက်လုံးတွေကိုကာကွယ်ဖို့အတွက်ကိုဟီဆိုယောကအရုခိုးတို့ကိုရှီရာဆဲရုယောရှိခိလိုအပ်တာတွေကိုအတိပေးတဲ့ဖော်ပြချက်တဲ့ဘာတွေလဲဆိုလို့ရှိရင်ဂေါကိုတို့ချာကူရောသူကမျက်မှန်နေဝစ်စင်ရပါမယ်တဲ့ဟိုကောမေဂါနဲ့ချာကူရောဒီအကာအကွယ်သုံးမျက်မှန်တွေကိုလည်းဝစ်စင်ရပါမယ်တဲ့နံပါတ်14မှာဆိုလို့ရှိရင်ဟီနန်ဆူထမယ်တော့ဒီဘေးလွရာကိုပြေးဖို့အတွက်ကိုတဲ့ဟီဂျောကူချီနိုဘာရှော့ကိုဒီအရေးပေါ်ထွက်ပေါက်တွေရဲ့နေရာတွေကိုရှီရာဆဲရူယောရှိခိအတိပေးတဲ့ဖော်ပြချက်တွေပဲဖြစ်တယ်အောက်မှာပြပေးထားတဲ့နှစ်ပုံကကြတော့ဟီဂျောကူချီသူကကြတော့အရေးပေါ်ဝင်ပေါက်ထွက်ပေါက်တွေနံပါတ်15မှာဆိုလို့ရှိရင်ရှော့ကာကီနိုဘာရှော့ကိုတဲ့ဒီမီသက်ဆေးဘူးတွေထားတဲ့နေရာကိုရှီရာဆဲရူယောရှိခိအတိပေးတဲ့ဖော်ပြချက်တွေပဲဖြစ်ပါတယ်တဲ့ဒီအောက်မှာပေးထားတဲ့နှစ်ပုံကကြတော့ရှော့ကာခိမီသက်ဆေးဘူးသူကကြတော့ဒီမီသက်ဆေးဘူးတွေထားတဲ့နေရာတွေကိုအတိပေးထားတဲ့ဖော်ပြချက်တွေပဲဖြစ်ပါတယ်တဲ့ဆိုတော့စောက်ပိုင်းလေးပြီးသွားပါပြီနော်